ခါနေတကူးမှာပွင့်တဲ့ပတော့တွေနဲ့အတူနှုတ်နဲ့တိမ်မွေးတဲ့အချစ်တစ်ခုလည်းကျွန်တော်ရှင်ထဲမှာပွင့်လာခဲ့တယ်လို့အချစ်ဆိုတဲ့ပန်းလေးရတယ်တိတ်ကိုလာဘယ်ပကြီးပဲကြရကမှာပန်းလေးရဲ့လာမီရမဖွင့်နိုင်ဘူးတောက်တင်နေတာမှာအချစ်တွေဖူးပွင့်နေရပေါ့လေရှိရတာစောက်ရောက်ပြီးသေးတယ်တွေ့မယ်ငါနဲ့မင်းကဘယ်ပြင်လာကြလဲအော်မေ့နေတာအမေကလေရွာတောင်ပိုင်းကိုငါ့ကိုခိုင်းထားသေးတယ်သွားလိုက်အောင်မယ်နော်အခုသွားလိုက်အောင်မလားငုံမရတော့အေးဆေးပဲနော် မေးစီပါဦးကွာငါမောက်စောင့်နေတာ အေးမင်းမောက်ရွာဦးเจ้าမှာဟိုမျိုးသားကောင်နဲ့တွေ့ခဲ့တယ်ဟဲ့မင်းပြောသေးကြလား ငါးမျက်စိနဲ့ကိုသေချာတွေ့ခဲ့တာဒါပဲသွားပြီရောက်မနေ့ကကျွန်တော်ပေးတဲ့စာအုပ်လေးရတယ်မလားနွေ ဟုတ်ရှက်ပါတယ် ဒါဆိုစာလေးဖတ်ပြီးလောက်ပြီးထင်ပါတယ် ဟမ်စာဘာစာလဲ ကျွန်တော်စာလေးတစ်စောင်ထည့်ပေးလိုက်တယ်လေ နုံတွေ့မိပါဦး ချောစုကိုတေချာပေးခိုင်းလိုက်ပါတယ် အော်ဟိုအဲ့ဒါလေငမိုးစီရောက်တော့တယ်နဲ့မနေ့ကလေအဲ့ဆောင်လေးဖတ်ချင်တယ်ဆိုလို့ຫນွေကသူ့အရင်ပေးဖတ်လိုက်တာ အာတော့ပါပြီကွာ ဘာစာမို့လို့လဲ ဒီစားစာအထူးတော့ပါဘူးလေကျွန်တော်နေ့ကိုပြောစရာရှိတယ် ကိုရှင်းတန်ဘာပြောမလို့လဲ ကျွန်တော်နေ့ကို ဟမ်နုနဲ့တိမ်မွေးတဲ့အချစ်တစ်ခုလဲကျွန်တော်ရဲ့ရှင်ထဲမှာပွင့်ဖူးလာခဲ့တယ်တဲ့ဟာရေးလာတာရောအေးပေါ့လေစာရေးစရာဆိုတော့လေကြပြဆက်ဆန်ရေးတတ်တာပေါ့နေကြံသေးတယ်အပြီးသေးဘူးဗါလေလက်ပကြီးဘေကြပြကမှပန်းကလေးရဲ့အလှကိုမရောက်မဖွင့်နိုင်နိုင်ဘူးတဲ့ မင်းတာဘာလုပ်တာလဲဆိုင်အောင် ဟာလေရှက်လို့အများကပဲတခွဲတည်းနဲ့ရေးနေတာမဟုတ်လားဟောကျုပ်ကလည်းကြပြရေးစားရေးဝါဒနာပါတာဆိုတော့ရက်ကျွေးတဲ့ငယ်ချင်းတွေရင်းရပြီးဟုတ်ပါဘူးဒီမှာညကျုံမောက်လိုချင်ရင်ကျုပ်ကိုအရင်ဆုံးကြော်နိုင်မှရအာမလီနာလိုက်တာနားတယ်လို့ နာမှာပေါ့နာအောင်ခောက်မှတော့နာမှာပေါ့ငမိုးနော်နောက်ခါကျရင်သူများအဲ့လိုရှက်မဲ့ကိစ္စတွေမလုပ်ရဘူးကြားလားလူဆိုတာလေလှုပ်တင်တာနဲ့မလှုပ်တင်တာနဲ့ခွဲခြားတတ်ရတယ်လို့မင်းမမဘယ်နှခါတင်ပေးရမလဲ ဟုတ် လာပြန်မယ်ရှင်လည်းပြန်တော့ နှွေ